ချမ်းသာဆိုကုသိုလ်တွေလှုပ်လိုက်ချမ်းသာတာမနဲ့အေးရနိုးတာနဲ့မျက်နှာမသိမျက်နှာသိပလုတ်ကျင်သွားတိုက်ပြီးတဲ့နမောတသသုံးကောင်းနဲ့ဘုရားရှိခိုးတရဏဂုံလေးတင်ထားလိုက်သေမဘုန်းကြီးမပင်နဲ့မသေးခင်တင်ထားလိုက်ပြီးရင်မေတ္တာလေးပို့မနဲ့အေးရတာကုသိုလ်ရအေးရတဲ့ဝင်ခံနေတဲ့အဲ့လိုပဲလေ9မိနစ်တောင်မကြာဘူးမနဲ့အေးရဓညအေးရဝင်အခုတော့9မိနစ်ကိုအချိန်မပေးနိုင်ဘူးအလောက်ကပြန်လာပင်မလို့ဥသုံးချိန်တော့မချပဲအိတ်တဲ့ဗုဒ္ဓဘာသာဝင်တွေကအများကြီးဖယားရှိခိုးဖို့ကြတော့3မိနစ်တောင်အချိန်မပေးနိုင်ဘူးခေါင်းပေါ်ခေါင်းချပြီးဖုံးဝင်သွားကြည့်တော့တစ်တော်ကြည့်လိုက်တာ2နာရီကြာသွားတယ်ပင်မပြီးဖယားမရှိခိုးနိုင်တဲ့လူကလိုင်းပေါ်လဲတက်သွားပင်မလို့ပင်မမှမသိပဲနဲ့အဲ့ဒါတစ်တော်နဲ့သွားကြည်စမ်းတို့တွေကကိုယ့်ကိုစဉ်းစားကြည့်အကုသိုလ်မှာသိပျော်တဲ့သူမျိုးတွေဆိုတော့သွားမှာနော်သွားမှာအောက်ကိုရအဲ့ဒါကုသိုလ်ကလှုပ်ခြင်းစိတ်ရှိလုံရင်အချိန်ရဲ့နေရာမရွေးကုသိုလ်ကရှိပါတယ်ဗျာစိတ်ထားတတ်ဖို့ပဲလိုပါတယ်ကုသိုလ်ရှိတာချမ်းသာတယ်နောက်ဆုံးဒုက္ခကင်းတာဝိဒုက္ခကင်းဖို့ဆိုတကယ်နိဗ္ဗာန်ရမှာမဟုတ်ပါစိတ်ပိုင်အိယာထဲမှာတရားမှတ်ရင်းနဲ့အဲ့ဒီဝိဒုက္ခလည်းကင်းပြီဆိုလှုပ်ခြင်းတဲ့စိတ်ကလေးရှိသွားရင်ဒီကုသိုလ်၄မျိုးကဒီချမ်းသာ၄မျိုးကရနိုင်လားမရနိုင်ဘူးလားဟော၄ပါးချမ်းသာရယူပါဘာတရားတော့9နာရီနဲ့58မိနစ်ဘုန်းကြီးတနာရီလောက်ပဲဟောမလို့မှန်းလိုက်တာတနာရီခွဲသွားပြီတရားသာသက်နော်တရားလည်းနားလို့မကောင်းဘူးလားဟေးတရားတော့ကောင်းတာကိုကျွန်တော်ဘာမှလည်းမစားဘူးတကောအော်နေရဓမ္မလေနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျဘုန်းကြီးကတရားကိုရှော့မဟောတဲ့ဘုန်းကြီးဆိုတော့မပြင်းအောင်လဲဟောရတယ်မှတ်ရလွယ်အောင်လဲဟောရတယ်လူတွေရဲ့ပြိတ္တရဲ့မျက်နှာရဲ့တူချင်းကြည့်ပြီးတော့ဟောရတယ်နော်အဲ့ဒါကြောင့်လူတွေမှာမပြင်းတာလေအချိန်တနာရီခွဲဟောတာခဏလေးလို့ထင်ရလားမထင်ရဘူးလားဩဒီဟာတော့မှခဏလေးလို့ထင်တာဟိုမှာ9နှစ်ကိုခဏလေးပဲထင်တာနော်နိုင်ငံရေးတွေဘာမှဆိုလို့မပြောတော့ပါဘူးနော်အဲ့တော့ဒီတရားလေးတွေနာလို့ကောင်းတဲ့တရားလေးတွေလက်တွေ့ကျင့်သုံးရင်ကိုယ်တရားဖြစ်သွားချမ်းသာ၄ပါးကပြည့်တဲ့စိတ်ပြင်လိုက်တာနဲ့ရသွားလားမရသွားဘူးလား၄ပါးချမ်းသာရယူပါပြန်ပြောချမ်းသာ၄ပါးကိုလက်ဆောင်ပေးပါတယ်ဗျာတရားတနာရီ